အစမကြိုက်ပဲကျမလည်းအမဆိုင်တာနင်းနေရပဲနေကိုလည်းအမဆိုင်မရောဖေးရပေါ့နော်အဲ့မှာအခုပါရှိကျော်ဆိုတာဟာမျိုးစားဆိုတွေကျော်ပြာရှင်းကျော်လာဆိုင်နေတာကျမလည်းအမဆိုင်ရနေကြပြီဟိုတနေ့ကလည်း Facebook ကြည့်ရင်လည်းပါရှိကျော်ဆိုတာဘာလဲဆိုပြီးတော့တင်ထားတာတွေ့တယ်ဆိုတော့ဒဝဲမှာနေပြီးတော့ပါရှိကျော်မသိဘူးဆိုရင်တော့ကျမပြပြမှာပေါ့နော်ဒါကတော့ဒဝဲမှာပါရှိကျော်လို့ခေါ်တဲ့ဖက်ထုတ်ကျော်ဖြစ်ပါတယ်ဒါပေမဲ့ဖက်ထုတ်ကျော်နဲ့မတူတာကြတော့သူ့ရဲ့ဖက်ထုတ်ရွက်ဖြစ်ပါတယ်ပုံမှန်ဖက်ထုတ်ကျော်ရေမှာလိုမျိုးမမတောက်တောက်ရေမဟုတ်ဘဲနဲ့လုံးဝမှကျွတ်ရွပြီးတော့ဒဝဲတွေအသေးဆွဲသူတို့ကိုယ်တိုင်လုပ်ထားတဲ့ဖက်ထုတ်ရွက်ဖြစ်ပါတယ်ရှင်အဲ့ကြော်လည်းပါရှိကျော်ဆိုဒဝဲလေးဂျမအသက်ဆက်ဖြစ်နေပေါ့နော်အခုရှေ့ကထိုင်နေတယ်မဟုတ်လည်းပါရှိကျော်လာမနေပွဲနေဆက်လို့ပြေးပြီအဲ့ဆိုပါရှိကျော်ဆိုတာဟဲဆိုသေးပြီနော်ပြီးရဆိုတာအမဆိုင်ရဲ့ signature menu တခုလည်းထားဆက်ပြအောင်မရှင်အမလောလည်းရှင်ကျေရှာဆောင်ရဲ့တာတာကြဆုံးပေါ့နော် signature menu တခုဖြစ်တဲ့ခေါ်ဆွဲကြော့ပေါ့နော်တော်တော်များများလည်းကျေရှာဆောင်ဆိုင်လေးခေါ်ဆွဲကြော့ဆိုင်စုများပဲ VT ကိုမှအမဆိုင်ရဲ့ခေါ်ဆွဲကြော့တကယ်စကွန်းပေါ့နော်ဆိုင်ဖာဟောက်ပါတာလည်း60ကျော်ပြီဆိုတော့ဒီရအဲ့ဆိုတော့ဟိုးရှိတဲ့ရောဒိုဝဲလေးနေပြီးအခုကလူငယ်ဒိုဝဲလေးအထိဒီပါစောတေကူရာတာတခုပေါ့နော်အဲ့ဆိုတော့လူကြရများတယ်အမကျေရှာဆုံးရဲ့ခေါ်ဆွဲကြော့ကဟမျိုးရာတာရှိလို့ဆိုတာကျွန်မလည်းတူလိုက်ပြီးရဆိုတာစားကြည့်ဆိုရှင်အမခေါ်ဆွဲကြော့ရခေါ်ဆွဲရလဲသူတို့ကိုယ်တည်းလောရပေါ့နော်အဲ့ဆိုတော့အခြားခေါ်ဆွဲဆိုင်လေးမှရှိတယ်ခေါ်ဆွဲရာတာနာလုံးမတူဘဲနဲ့တမှုထူချပြီးစားကောင်းပါနဲ့ရှင်ခုခေတ်ကိုစင်းလို့တော့ဆိုအမတပွဲငါထုံဆိုတော်တော်ကြီးကိုတားနေတယ်နေထားမှရှိရပေါ့နော်ကြည်ဦးလည်းတလုံးပါသေးပုံမှန်ဆိုလည်းကျွန်မတရုတ်စားစားလေးမကြိုက်ပဲထမပါရပေါ့နော်အဲ့မဲ့အမကြည်ရှာဆောင်ဆိုင်ရခေါ်ဆက်ကြော့ရလေချွတ်ချွတ်အီအေးတာတက်ကစကွာကျွန်မစားဖို့တရုတ်ခေါ်ဆက်ချွတ်တော်များများလေမျိုးပေါ်ဝဲပြီးတဲ့ဆိုအချွတ်ရတော့သိမပါအဲ့ဆိုတော့တဝဲလေးကအချွတ်စားပြေးသွားအချို့ရတာပေါ့စမှာတဝက်ပစံနာဆင်းပြေးပေါ့နော်အခုခေါ်စချို့ကအချို့ရတာလည်းပါရယ်စီရတာလည်းပါရယ်စားလည်းကွန်အသားလည်းများတာတန်းငငယ်တယ်ဆိုတော့လည်းဖေဖေကဘိုးတက်ခတ်တာပြီးဆိုခေါ်စချို့တပွဲဝဲလာပေးရအဲ့တော့ဆိုဘိုးကဆင်းလာတင်းဆိုတော့ပွားလာကိုခေါ်စချို့တအားကြီးမြှော့ရဲပေါ့နော်အမှုခေါ်စချို့ရတာနာအမှုခေါ်စချို့ရတာနာတူနေရပါရှိကျော်လည်းစားပြီးခေါ်စချို့လည်းစားပြီးဆိုတော့လည်းနည်းနည်းအီးလေးကျော်လည်းအီးပြေးဖြစ်အော်သူတို့ဆက်ရအောင်နော်မဂီဟာရှို့တခုဖြစ်တဲ့ယူဒီယာဟာရှို့အောင်မှာရှင်တော်တော့ချစ်ဆန်ဆန်နာစကုန်းမဆိုလို့ညှို့ပေးရပါတော့ကျွန်မတခါတည်းစဖို့သေးရဟာမျိုးရတာရှင်လို့ဆိုတော့ကျွန်မပြန်ပြီးပြပြပေးမယ်ရှင်သူကတုံရရတာဖာတော့ပါနော်ရှုရှုရောနာတုံရရတာဖာတော့အမဗီဒီယိုကိနေကိုဒိုဝဲသားလေးပဲဖြစ်ဖြစ်အဝေးရောမေးဆွေးလေးပဲဖြစ်ဖြစ်ပေါ့နော်အမတော့ရောတင်းစောအမဆိုင်ကိုမဖြစ်မနစ်လာစားရမယ်လေစတက်လို့ထဲရတဲ့ဆိုကြကြပေးရှင်းရှင်ကျေရှာဆုံးဆိုင်ရတော့ဒီပဲလူတွေလို့မွေရပါတော့အဲ့မဲ့မတိပဲလူတွေလည်းလာပြီးစရအောင်ကျွန်မလီစာနဲ့ညှော့ပေးရှင်းရှင်အမကျေရှာဆုံးဆိုင်ရတော့တဝက်လန်းဆောင်ကြီးမိပွိုင်နာမရှိရရှင်ရွှေဝဘူးရွှေဆိုင်ရမျက်နှာချစ်ဆိုင်ပေါ့နော်ရှင်ဆိုတော့အားလုံးကျေးဇူးများတင်ရှင်ကျွန်မတို့ဆက်ဆက်လိုက်ဦးမယ်ရှင်